အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရမညမေးရေးသားထားတဲ့လောကဆက်ခုံဖုံဖုံလို့မြည်ရတဲ့ဝတ္ထုရှိရဲ့အပိုင်း9ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကာဝံအပြည့်လေးနီနီတော်တရားမနေ့ပြန်ကြရမယ်ဆိုညီဘွဲတော်အတွက်ကျွန်းတက်တာကြီးထဲမှာအဝတ်မြာကိုဖွာလိုက်ရဲ့နှုံးမလဲပွားစီနဲ့အင်ကြီးအသက်တွေလည်းမရှိဘူးအဖွားလည်းမဝယ်ပေးဘူးမနေ့ပြန်ဘယ်လိုဝေါ်ရမလဲပြစ်တော့မြည်နေတော့နီနီစော်ကိုဖွားပိတ်စိတ်မရှိလမ်းစုနေသည်အသက်ဆိုရင်ကိုချဝတ်တာကိုသွားခလာခကြမှာအော်မနေနဲ့ရှိတာဝတ်သွားကထေတို့ကဝတ်တဲ့စင်ဒရာကဝရှိတယ်မဟုတ်လားအဲ့ဒါဝတ်သွားကထေတို့ကအဖွားဝတ်ပေးထားတဲ့စင်ဒရာကဝရှေးရပိုးဖက်အီလေးအပြင်ကစားပါလေးနဲ့ခါမဖဲပြပွင့်ကြီးနဲ့အလွန်လှပသည်သို့တော့အဖွားကလည်းကထေဝတ်ထားပြီးသားမောချင်မှုအသက်ဝတ်ပေးနီနီစော်ဖွားပိတ်ပြောကြငုံမဲ့ဖြစ်နေသည်ဝတ်ပြီးသားအဟောင်ကြီးမဝတ်ချင်ပေမဲ့အသက်မရတော့ခေါင်းအဟောင်လေးအားထုတ်ပြီးကြည့်နေရင်အဖွားကောင်ကခါမပြဲနေတဲ့ကောင်ဝပြဲနေလျင်အသေးရမြင့်အထင်နဲ့နီနီစော်ပြောလိုက်သည်ပြဲနေရင်ပြဲတိုင်းဝတ်သွားဖွားပိတ်အပြောကြောင့်နီနီစော်အပြဲကြီးနဲ့ထားငူသည်ဖွားပိတ်နီနီစော်ကိုတနာပေမဲ့မတက်နိုင်ဝင်တရားငယ်စော်နဲ့ရှာပြလိုက်သွားသည်မှာတနစ်ခက်ပင်ရှိသည်တလလျင်လူကြိုဖြင့်ငွေ3ပို့တတ်သည်3လလျင်တစ်ခါပြန်လာလက်တတ်သည်ထေကရန်ကုန်အလုတ်သွားလို့မြည်ဟုဆိုကထွက်သွားသည်ကြည်ဝင်းမှာအိမ်ထောက်ကြ၍ရက်ခမအိမ်ရှိသောတိတ်စရမှလိုက်နေသည်အောင်လဲထုံနေတုဖြစ်သည်အိမ်တွင်တင်ဆိုးတရားဝင်ငွေသာမိခိုနေရသည်ရခင်စီကားခဲ့သောအိမ်လေးမှာယခုချကက်စွာရှိနေလေသည်ဖွားပိန်မနဲ့ဆိုဈေးအစောကြီးထသွား၍ဈေးသို့သွားရသည်ရတီစာသီးနှံလေးများကို6မြတ်ဝဲကအေရှိဈေးဆိုင်လေးမှရောင်သည်လောက်ကိုရမဟုတ်လေရင်ဝင်ငွေသိမရှိ၍ဖွားပိတ်တယောက်နီနီစောအားအဝတ်သေးဝဲပေးရန်မတတ်နိုင်ပေနီနီစောရေသွားခက်မလားဘေးအိကတငယ်ချင်းစက်မီလေးဟုခေါ်သောဟိတ်တူမလေးလာခေါ်၍နီနီစောငိုထားသောမျက်နှာအားလက်နဲ့ဖက်ဖြစ်ပေါ့ရင်ရေစလားအားလှမ်းယူလိုက်သည်နင်ငိုထားတာလားဘာဖြစ်လို့လဲအဖွားရိုက်လို့လားရိုက်လို့မဟုတ်ဘူးမနှက်ပြန်ကြောက်တော့ရဝတ်ဆရာမရှိလို့ဟုဆိုကနီနီစောမျက်ရည်များနှင့်နှက်များကြလာပြန်လေသည်စက်မီလေးနီနီစောအားနှင့်သက်၍ရေကန်ကြီးပတ်သို့2ယောက်သာတောက်ရိတ်ခံရန်ထွက်လာခဲ့သည်နီနီစောငါတို့ကိုထောက်ကားရအောင်ရေကန်ကြီးပက်လက်မှာပေါရောက်နေသောကိုပင်အောင်မှမဲရွေးကျွေနေသောကိုထောက်များအားကောက်ပြီးစုပုတ်ထားသည်အိမ်ပြန်ရောက်လျင်ကိုထောက်များအားဘေးတစ်ဖက်ကိုဓာတ်ဖြစ်အရှိလိုက်လှီးဖြက်ပြီးအစိတ်များအားထုတ်ပြီးရေစိတ်ထားရသည်တညရေစိတ်ထား၍ပွာလာသောကိုစေးများအားလှော်ပြီးလျင်မွေးကြိုက်သောကိုစေးလော်ရရှိ၍အလွန်စားကောင်းသည့်အစားများလျင်ဝမ်းချုပ်တတ်သည်နီစော်တို့တငယ်ချင်းနှစ်ယောက်ရေခက်ကိုထောက်များကောက်ပြီးအိမ်သို့ပြန်လာကြသည်နီစော်ထမင်းစားဖို့အောင်စောကိုခေါ်လိုက်အဖွားပိတ်မှာထမင်းခူ၍နီစော်အားပြောလိုက်သည်နီစော်အိရှိတို့ထွက်၍ကစားမနေသောမောင်လေးအော်စော်အားလှမ်းအောင်ခေါ်လိုက်သည်အောင်စော်ရဲ့ထမင်းစားမဲ့အဖွားခေါ်နေတဲ့အမြန်လားမလာရင်ဒုံနဲ့လာရိုက်မယ်ထို့သောရှိလေရသောအော်ရေးခေါ်ရသည်ထိုစဉ်ခါကဟိုအိမ်မှာဒီအိမ်မှာအမြဲကျနေကြကလေးများကိုခေါ်သောအတန်ဖြစ်သည်ဂေါ်လီရိုက်နေသောမောင်လေးအော်စော်မှအဘီဟူအော်တန်နှင့်အတူပြေး၍လာသည်တခါတလေလာပြည့်အတန်ဟူတာကြားရ၍လူမမြင်ရသည့်အခါများရှိသည်နီစော်ထမင်းစားရင်အောက်စော်မနဲ့ကြောက်တော့ရင်နေပါဝတ်မလဲအင်းကြီးအကွက်လေးရှိရလေအဲ့ဒါဝတ်မယ်နှစ်ယောက်သားစကားဝိုင်းအားဖွားပိတ်မှာတွေးလာခလေးတောင်လေးမှသေးတယ်နီစော်အကြီးလို့ပြီးမသိတဲ့အဖွားကလည်းသူကယောက်ျားလေးကိုအလှမမလို့တာဟုပြောလိုက်လေသည်ညချိန်မီးစမ်းမဆက်တန်ကြားရ၍မီးလာလေသည်ဖွားပိတ်တရားကိုရေဒီယိုအဟောင်းလေးအားဟိုလက်တီလက်နှင့်တည်နာထောင်းနေတတ်သည်နီစော်တို့မန္တမနှစ်ယောက်ကအဲ့ရထဲတရဲ့အကြောင်းဆိုအကြောင်းကြောက်ဖို့ကောင်းတဲ့အကြောင်းများဟိုရောက်တီရောက်ပြောနေတတ်သည်အဖွားပိတ်မှအိတ်တော်ဟုပြောမှသာတိတ်ဆိတ်၍အိတ်လေသည်မအိတ်ခင်ဖះရှိခိုမိဖို့ကတော့ကြဖះရှိခိုလည်းရင်လေရှေ့ခုနှစ်အိမ်နောက်ခုနှစ်အိမ်ကြားအောင်အော်ဆိုကြရသည်အော်ဆိုပြီးသည့်နှင့်ကျေးသည့်တိုးကြီးထူရသည်ထို့နောက်မိဖို့အားသွား၍ကတော့ပြီးဆုတောင်းရသည်မိဖို့ကတော့ချင်ဆိုသည်မှာညအခါအိယာထဲတွင်သိမပေါက်ချအောင်ဖြစ်သည်မိဖို့စားနဲ့ကြည့်ရဲ့ကျွန်တော်အောင်စောအသိမပေါက်ချအောင်ဆောင်းမတော်မူပါအိယာထဲသိပေါက်တတ်သောကလေးများကထို့တို့ကတော့ဆုတောင်းရသည်ပူအိတ်တော်ရသည်ဖြစ်၍နီစောအိတ်တဝက်နိုတဝက်ဖြစ်ရှိသည်ထို့စဉ်အဖွားပိန်ချင်းထောင်ရင်မှမိခွက်တစ်ခုနှင့်အချိန်မတော်ညိသက်၍ရှိနေသည်ကိုနီစောအိယာမှာအသာလှမ်းကြည့်မိသည်ရေနံစီမီခွက်အလင်းရောင်လေးအောက်မှာစန်တဝါဖြင့်မနက်နီစောဝမြေကောင်းအပြက်လေးအားချုပ်ပင်နေသည်မဟုတ်ပါလားစောင့်မျှော်နားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်တစ်ပတ်ထွက်ရှိမဲ့နောက်တစ်ပိုင်းကိုဆက်လက်စောင့်မျှော်အားပေးကြပါဦးရှင်